တဲ့မှာနံပါတ်1နဲ့သဘောကျကြကောင်းတာဒါလေးတာပါကျွန်တော်တို့ဒီကနေပြီးတော့ဒုက္ခတဲ့စီပို့လာတော့တော်တော်လေးကိုဆက်ပြီးပို့ပါတယ်အဲ့တော့ဝီအော့ဖီရာဒီရဲ့အနေအားဒီစေဝါပို့လာတော့မှတော်တော်လေးကိုပို့ပါပါတယ်ဒါအတိုင်းပါဒုတိယပိုင်းနေနဲ့ကျွန်တော်ခဏပြောလို့ဗမာပြည်တစ်ပြည်လုံးမှာရခိုင်ပြည်နယ်ကနံပါတ်1အဆဲရဆုံးဖြစ်တယ်အဲ့ဒီထဲမှာမှဒီဒုက္ခဒီ2012ပြည်လုံးကနောက်ပိုင်းမှာကျွန်တော်တို့လူမျိုးရေးခွဲခြားတဲ့ခုနကကိစ္စရတဲ့နောက်ပိုင်းမှာဥပမာဖြစ်ပြောရင်ကျွန်တော်များစွာဖြစ်ရှိတာမောင်တော်ဘူးတီတော်မှာတော့ကျွန်တော်စံပါတော်နဲ့နားလို့ရှိတယ်ကျွန်တော်တခြားတွေဥပမာရသေးတော်ကြောက်တော်မြောင်ဦးကြီးမြေပုံကြောက်ဖြူအနည်းစုပါမြေပုံကလူတွေဆိုရှင်လူ3000အခုချိန်ကြီးကောင်းပေါ်မှာသူတို့ရဲ့ live social life ဘာမှမရှိဘူးသူတို့ရဲ့ပညာရေးဘာမှမရှိဘူးသူတို့ရဲ့အသက်ဆက်ရှင်ခွင့်ညွှန်ပြချက်ဘာမှမရှိပါဘူးအဲ့တော့ဒီလိုဘက်ကလည်းအသက်နိုင်ဆုံးဒုက္ခတွေသူတို့ရိတ်ခါတွေစီဒီစားတွေဆန်တွေပေးနေအောင်လည်းကြားသိရပါတယ်ဝန်နဲ့တာပါတယ်ချင်းချင်းနဲ့တင်ပါတယ်အဲ့တော့တစ်ခါကလည်းသူတို့ရဲ့ social life သူတို့တတ်လုံးဒီဒုက္ခတွေဘဝနဲ့သူတို့တော့ကပေးတဲ့နိုင်ငံတော်ကပေးတဲ့ဒီစံနေစီဒီစားပြီးတော့ဘယ်လိုတတ်ချင်ရမလားသူတို့ရဲ့ social life တော့အားရကြောက်နေပါတယ်အဲ့ဒါလေးကိုလည်းဒါလေးလာပါဘူးဘုံတို့ဒါဘူးဒါဘူးကျွန်တော်တို့ခဏပြည်နယ်ရုံးမှာပေါ့ပြည်နယ်အဆင့်မှာပေါ့ကျွန်တော်ခဏတောင်းဆိုပါတယ်ကျွန်တော်လာနေပါတယ်ဒုက္ခတွေထူးချင်းပါတယ်ဒုက္ခတွေထူးချင်းပါတယ်ဆိုတော့ကျွန်တော်မှာခက်ခဲနေအများကြီးရှိပါတယ်ဝန်ကြီးပြောတဲ့ကိစ္စကိုကျွန်တော်အရင်ကလည်းလိုက်ထောက်ခံပါတယ်ကျွန်တော်တကယ်ဘုံတို့လုံးဝမသိတာပါဒါဒီခုနကပြည်နယ်ကိစ္စကိုပေါ့ဒီစက်ကမှာတော့မြေပုံကိစ္စပါ